အဲ့နိုင်ငံရဲ့ထိပ်တန်း Nova Developer နေပြီးတော့မှ BTS Prompt ဖုန်းနာမှာဆောက်လုပ်တော့မယ် project အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် Nova Image Prompt ဖုန်းလို့အမည်ရပါတယ်ရှင် BTS Prompt ဖုန်းနဲ့ကမ္ဘာအဆင့်မီ M District Luxury Shopping Zone နဲ့လမ်းလျှောက်9မိနစ်တာကွာဝေးပြီးတော့အခန်းရေအတွက်358ခန်းသာပါဝင်မှာဖြစ်ပြီးတော့အမြင့်လွှာ55လွှာထိမြင့်ပါတယ်ရှင်တလွှာမှာ9ခန်းကနေပြီးတော့မှ10ခန်းသာရှိမှာဖြစ်လို့ privacy အရင်နဲ့ project လေးလည်းဖြစ်ပါတယ်ရှင် parking area 90% ထိပါဝင်မှာဖြစ်ပြီးတော့အခန်းမျိုးစားတွေမှာတော့ one bedroom 30မှာ39 square meter, two bedroom 40မှာ80 square meter, three bedroom 99 square meter, four bedroom 130 square meter, penthouse 386မှာ920 square meter ထိပါရှိပါတယ်ရှင်ဒီအခန်းလေးကတော့33.44 square meter, one bedroom အခန်းမျိုးစားပဲဖြစ်ပါတယ် open kitchen layout ဆိုင်လေးဖြစ်ပြီးတော့မှ European style အခန်းလေးပဲဖြစ်ပါတယ်ရေချိုးခန်းအိမ်သာဆိုရင်လည်း two way access နဲ့လောက်ထားပြီးတော့ toilet seat ကိုလည်းထိုးတစ်စိတ်ကနေပြီးတော့မှလာတဲ့ automated seat လေးနဲ့လောက်ထားပေးပါရရှင်ဒီအခန်းလေးကတော့90 square meter two bedroom အခန်းထိုင်ပဲဖြစ်ပါရရှင်ဒီအခန်းထဲမှာဆိုရင်တော့အိတ်ခန်းနှစ်ခန်းနဲ့အိမ်သာနှစ်ခန်းပါဝင်ပါရရှင်တစ်ခန်းကတော့ master bedroom ဖြစ်မှာဖြစ်ပြီးတော့တစ်ခန်းကတော့ ရိုး bedroom မှာဖြစ်ပါရရှင်ခန်းထဲဝင်လာချင်း shoe cabinet နဲ့အဝတ်လျှော်ဆက်ထည့်လို့ရတဲ့ bureau လေးပါပါဝင်ပါတယ်ဒီအခန်းထဲမှာဆိုရင်ဒီ kitchen island လည်းပါဝင်သွားမှာဖြစ်ပြီးတော့ kitchen set တစ်ခုလုံးလည်းပါဝင်သွားမှာဖြစ်ပါရရှင်ခန်းတိုင်းမှာလည်းအဝတ် bureau ပါပါဝင်ပါတယ်ဒီခန်းလေးကတော့69 square meter 3 bedroom အခန်းထိုင်မျိုးပဲဖြစ်ပါတယ်အခန်း3ခန်းနဲ့အိမ်သာ3ခန်းပါဝင်တဲ့အခန်းမျိုးစားပဲဖြစ်ပါတယ်ရှင် kitchen ထဲမှာဆိုရင်ရေခဲသစ်တာ microwave oven နဲ့ electric stove စတဲ့ kitchen set တစ်ခုလုံးပါဝင်မှာဖြစ်ပါတယ်ရှင်အမထဲဝါရဲ့ facility လည်းပြည့်စုံစုံပါဝင်သွားမှာဖြစ်ပါရဲ့ရှင် ground floor မှာဆိုရင်တော့ green area ပါဝင်မယ် lobby ပါဝင်ပါမယ်လေးလွှာမှာဆိုရင်တော့ရှေကူးကန်ကလေးတွေအတွက်ရှေကူးကန်နဲ့ကစားကွင်း fitness အတွက် gym Pilates studio cycling station နဲ့ cinema lounge meeting room နဲ့ working space တို့ပါဝင်ပါမယ်ရှင်50လွှာမှာဆိုရင်တော့ the urban sky lounge social club ဖြစ်တဲ့ sky lounge private dining co-living space နဲ့ Sky Science Lounge တို့ပါဝင်ပါမယ်ရှင်။ ကွန်ဒိုရဲ့ဒီနေရာကနေပြီးတော့မှ9မိနစ်လမ်းလျှောက်အကွာမှာရှိရဲ့ M District ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်။ Luxury Shopping Mall 3ခုစုဝေးပြီးတော့မှအရှိတောင်အာရှမှာအထင်ကရဖြစ်ရတဲ့နေရာလည်းဖြစ်ပါတယ်ရှင်။တစ်ဖက်မှာဆိုရင်တော့ M Quartier ရှိပါမယ်ရှင်။နောက်တစ်ဖက်မှာဆိုရင်တော့ Emporium ရှိပါမယ်။ BTS Skywalk ကနေပြီးတော့မှ10မိနစ်လောက်လမ်းလျှောက်အကွာမှာတော့ M Sphere ရှိပါမယ်ရှင်။ဒါအပြင်အလယ်မှာလည်းပန်းချံလေးရှိပါမယ်ရှင်။ဒီကွန်ဒိုက BTS Trump ဖုန်းနဲ့9မိနစ်အကွာမှာပဲတည်ရှိပါရဲ့ရှင်ဆိုတော့ actual location ကိုတစ်ချက်လောက်တူသွားကြည့်ရအောင်ရှင်ကွန်ဒိုရဲ့ဘေးမှာ UOB ဘဏ်ရုံးချုပ်ကြီးရှိပါရဲ့ရှင်ကွန်ဒိုရဲ့ actual location ကိုရောက်ရှိပါပြီရှင်ဒီနေရာကတော့ Sukhumvit mainland မှာကြီးရဲ့ဘေး Sukhumvit soy 30ရဲ့ဘေးမှာတည်ရှိရဖြစ်ပါရဲ့ရှင်ကွန်ဒိုကို Nova Developer နေပြီးတော့မှဆောက်လုပ်မှာဖြစ်ပြီးတော့မှ2030 Quarter 1မှာဆောက်လုပ်ပြီးစီမှာဖြစ်ပါရဲ့ရှင် Nova Image Prompt ဖုန်းကို VVIP ကာလမကုန်ခင်အတန်ဆုံးဈေးနဲ့ဝယ်ယူချင်တဲ့ဆိုရင်တော့ New Vista Property ကိုပေးထားတဲ့ဖုန်းနံပါတ်တိုင်းတိုက်ရိုက်ဆက်သွယ်နိုင်ပါပြီရှင်